ကောင်မလေးကတော့အချက်တဲကြီးစိုက်နေပြီလေသူလက်ထက်ကမှကနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးရဲ့သားအကြီးဒါပေမဲ့သူ့ရင်ထဲမှာဆွဲလန်းနေတော့ထတဲ့အချစ်အမှတ်သားလေးလာတော့တထေးကြီးရဲ့သားအငယ် CEO ပဲထားတဲ့သူစီလေးထင်နေတယ်ဒီအချက်ကိုတီးသွားတဲ့ CEO ကလည်းအခွင့်အရေးကိုလက်လွတ်မခံပဲငါနဲ့အခုပဲခိုးပြေးရအောင်လို့ပြောင်းကြီးကမ်းလှမ်းလိုက်တာပေါ့ကောင်မလေးခမလန့်သွားတာရောစိတ်တူတာရောပေါင်းပြီး CEO ရဲ့ပါကိုဖျက်ခနဲရိုက်ချလိုက်ပြီးထွက်ပြေးသွားတော့တာပဲသူကတော့ဒီလိုလှုပ်လိုက်ရင် CEO ကလက်လျှော့သွားမယ်ထင်နေတာဒါပေမဲ့မဟုတ်ဘူးဗျာ CEO ကနောက်ွယ်ကအချမ်းရင်းမှန်တွေကိုအကုန်စုံစမ်းပြီးသွားပြီဇက်ချောင်းပြန်ရရင်တော့လွန်ခဲ့တဲ့3နှစ်ကပေါ့ကောင်မလေးကနိုင်ငံသားမှာကိုပိုင်စီးပွားရေးသွားလို့ရင်အော်ပရာဖြစ်ဆက်တွေကိုတိတ်ကြိုက်ခဲ့တာအဲ့ဒီမှာစင်ဘောကမင်းသားချောလေးကိုမြင်ချင်းချစ်မိသွားရောသူကအဲ့ဒီမင်းသားလေးကိုသွားတွေ့ဖို့ကြိုးစားရင်းနဲ့မှလူမိုက်တွေဝိုင်းနေတာကိုမြင်ပြီးပတ်စံအပုံလိုက်အပင်လိုက်အကုန်ခံပြီးကယ်ထုတ်ခဲ့တယ်အဲ့ဒီတင်မကဦးသူ့ကုမ္ပဏီမှာမင်းသားအဖြစ်ခေါ်ခံပြီးစင်တင်ပြီးရင်းနဲ့နှစ်ယောက်သားချစ်သူတွေဖြစ်သွားကြတာပေါ့ဒါပေမဲ့ကန်ချင်မာကမျက်နှာသာမပေးခဲ့ဘူးကောင်မလေးရဲ့မိကရင်းနှီးမြှုပ်နှံမှုတွေမှားပြီးမိသားစုစီးပွားရေးပျက်စီးတော့ရောကျွေးမိတွေကလည်းပတ်လည်ဝိုင်းနေတော့အမေချစ်သူကတောင်းပန်တိုးရှိုးပြီးနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးမိသားစုနဲ့အတင်လက်ထပ်ခိုင်းတော့တာပေါ့ကောင်မလေးခမချစ်သူကိုလည်းမခွဲနိုင်ပဲနဲ့တခြားနည်းလည်းမရှိတော့ဘူးလေသူပိုင်နှမပိတ်ဆန်အကောင်စုပြီးချစ်သူအတွက်အော်ပရာယုံကြီးကိုဝယ်ပေးခဲ့တာဘာစကားမှမပြောဘဲတရုတ်ပြည်ကိုတယောက်တည်းပြထားခဲ့တော့တယ်ကောင်မလေးပြောက်တော့အကောင်လေးကလည်းအပူတပြင်းလိုက်ရှာရင်တရုတ်ပြည်ကိုပြန်လာပြီးအမွေစက္ကန့်ကိုပြန်တာပေါ့အဲ့ဒီမှာတင်သူတို့နှစ်ယောက်ပြန်ဆုံကြတာပဲဒါပေမဲ့ကောင်မလေးကသူ့ရဲ့အကိုအရင်နဲ့လက်ထပ်တော့မဲ့သူတို့သမီးလောင်ဖြစ်နေတာလေကောင်မလေးကတော့ CEO ကိုမြင်ချင်းတွေးပြမတက်လန့်သွားပြီးမသိချင်အောင်စောင့်နေတာပေါ့ဒါပေမဲ့ CEO ကအေးအေးဆေးပဲကောင်မလေးရှိကိုတက်တိုးလာပြီးဝိုင်းနဲ့လာနှက်ဆိုင်ရင်သူတို့နှစ်ယောက်ရဲ့အမတ်အသားဖြစ်တဲ့ဆွဲကြိုးလေးကိုတမင်တက်ထုတ်ပြလိုက်တယ်ကောင်မလေးခမမျက်နှာဖြူဖြိုးသွားပြီးအစားပြောက်အောင်ဆိုပြီး CEO ရဲ့အကြီးပေါ်ကိုဝိုင်းတွေမောက်ချလိုက်တာပေါ့ပြီးတော့မှတုတ်ပေးချင်အောင်ဆောင်ပြီးဆွဲကြိုးကိုအမြန်လူယူလိုက်ရတယ်CEO ကလည်းလူကြားထဲမှာဇလဲမရှုပ်ရှင်တော့သူ့အဖိုးကိုကက်ပြီးဟိုတယ်မှာနေရတာအဆင်မပြေလို့အိမ်ကြီးမှာပဲပြန်လာနေမယ်ဆိုပြီးကက်ထွေးတော့တာပေါ့အဖိုးကလည်းမြင်းအငယ်လေးကိုအလိုလိုက်တော့ချက်ချင်းခွင့်ပြုလိုက်တာပေါ့ဒါကကောင်းမလေးအတွက်တော့ငရေပဲလीမမီရဲ့ရီးစားဟောင်းကကိုယ့်ရဲ့ခဲအိုထစ်လာယုံတည်းမကပဲအိမ်ထဲမှာအတူတူနေရတော့မယ်ဆိုတော့ဘလို့လို့စိတ်အေးရပါမလဲကောင်မလေးလည်းစိတ်ငင်းငင်းနဲ့အပြစ်ထွက်ပြီးလင်းငင်းခန့်နေတော့မှ CEO ကနောက်ကနေကပ်ပါလာတယ်လူသူကင်းစင်နေရရောက်တာနဲ့ CEO ကကောင်မလေးကိုစားပွဲဖို့မတင်လိုက်ပြီးကောင်မလေးအိတ်ထဲကနေခိုးယူထားတဲ့ဆွဲကြိုးလေးကိုပြန်ထုတ်ပြလိုက်တယ်ပြီးတော့ကောင်မလေးရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးအပြတ်ပေါ်လိုက်တာကမင်းကိုငါ့ကိုလက်ထဲဖယ်တော့မှမပေးဘူးဘာလို့လဲဆိုတော့မင်းကငါမိမဖြစ်ရမယ်သူမှုလို့ပဲ